မနာလိုတဲ့လူတချို့ကြောင့်ဆိုင်ပိတ်လိုက်ရပြီဖြစ်တဲ့ဖတ်တီမတက်မြာသီးတုပ်ပရိသတ်များလုံးမင်္ဂလာပါရှင်မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကြီးကြပ်ရေးဌာန FDA ကပိတ်သိမ်းခိုင်းလို့ပိတ်သိမ်းလိုက်ရတာကတော့အချင်းပေါင်းတဲ့ဖတ်တီမရဲ့တက်မြာသီးတုပ်ပဲဖြစ်ပါတယ်အခုဆိုရင်တော့မန္တလေးမြို့တောင်တမန်အင်းဥပိန်တံတားမှာရောင်းချနေဖတ်တီမရဲ့အချင်းပေါင်းဆိုင်ကိုမန္တလေးမြို့တော်စီပင်ဝင်တန်းတွေကပိတ်သိမ်းခိုင်းလို့ပိတ်လိုက်ရပြီလို့ဆိုပါတယ်အစောပိုင်းမှာတော့ဖတ်တီမအချင်းပေါင်းဆိုင်ကတက်မြာသီးတုပ်ကိုမန္တလေးတမြို့သားလုံးသာမကရန်ကုန်မြို့ကလူတွေနာမည်ကြီးဆယ်လီတွေတကူးတကအမှားစားကြတာဖြစ်ပါတယ်အထူးသဖြင့်တော့အနေများများနဲ့ချင်းချင်းငန်ငန်ဆက်ဆက်ဖတ်တီမတက်မြာသီးတုပ်ကမြန်မာတနိုင်ငံလုံးကပရိသတ်တွေကိုတည်ရည်တများများကြစေပါတယ်။ဒါကလည်းဖတ်တီမကကိုဝင်နဲ့တက်မြာသီးကိုချင်းချင်းတက်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် TikTok မှာလှုပ်ရှားပြအပြီးဖတ်တီမတက်မြာသီးတုပ်ဆိုပြီးတော်တော်လေးနာမည်ကြီးရေပန်းစားသွားပါတယ်။လူတိုင်းဒီပါအလူရဲ့တိုးဝစ်တန်းစီဝယ်စားကြတာဖြစ်ပါတယ်ဒီလိုတန်းစီဝယ်စားကြလို့လည်းဖတ်တီမကအကျွေးတွေကျွေးပြီးတော့နာမည်ကြီးလာတာပဲဖြစ်ပါတယ်ဒါပေမဲ့လူတယောက်အောင်မြင်မှုရတဲ့အခါမှာထိုးချကျင်ကြတဲ့လူတွေကများပါတယ်ဒါကြောင့်အခုဆိုရင်တော့ဖတ်တီမတက်မြာသီးတုပ်ကမတန်ရှင်းမှုကျန်းမာရေးနဲ့မညစ်ညွတ်ဘူးစသဖြင့် update ကိုတိုင်ကြားကြတယ်လို့သိရပါတယ်ဒါကြောင့်ခုခါမှာတော့ဖတ်တီမရဲ့ဆိုင်လေးကပိတ်သိမ်းလိုက်ရပြီလို့သိရတာပဲဖြစ်ပါတယ်ရှင်